ਹੋਵੇਗੀ 10 ਜਾਂ 10 ਤੋਂ ਘੱਟ ਚੀਜ਼ਾਂ ਦੀ ਬਿਲਿੰਗ ਕਾਊਂਟਰ ਨੰਬਰ 1 ਉੱਤੇ ਹੋਵੇਗੀ ਧੰਨਵਾਦ ਕਸਟਮਰ ਅਨਾਉਂਸਮੈਂਟ ਸਭੀ ਕਸਟਮਰ အားလုံးပဲမင်္ဂလာပါရှင် Welcome back from my sweetie blog မြတ်စုရဲ့ YouTube channel လေးကနေပြီးတော့အားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မြတ်စု sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့အိန္ဒိယမှာချီရပေါ့နော်ဒီဈေးဝယ်စင်တာစူပါမားကတ်တွေမှာဈေးဝယ်ရတာကဈေးချိုလားဈေးကြီးလားဆိုတဲ့ဟာကိုတော့ဒီနေ့မြတ်စုက sharing လေးလုပ်ပေးမှာဖြစ်ပါတယ်ရှင်ပုံမှန်အားဖြင့်ဆိုရင်တော့မြတ်စုကပေါ့နော်တငယ်ချင်းတွေနဲ့တူတူအဲဈေးသွားဝယ်တဲ့အခါမှာဒီတုတ်တုတ်ဖြစ်ဖြစ်ဥပါဖြစ်ဖြစ်အိုလာဖြစ်ဖြစ်ငှားပြီးသွားကြတယ်ပေါ့နော်ဒီတစ်ခေါက်တော့အပြောင်းလဲလေးဖြစ်သွားအောင်ဆိုပြီးတော့မြတ်စုတို့စကူတာလေးတွေငှားပြီးတော့သွားခဲ့ကြပါတယ်ရှင်မြတ်စုရဲ့ local တငယ်ချင်းတွေနဲ့တခြားတငယ်ချင်းတွေကဒီမက်ကဈေးချိုတယ်အဲ့ဒီမှာဘိုင်ဝမ်ကဝမ်နေလေးရှိတယ်ပေါ့နော်အပြင်မှာဝယ်တာတဲ့ဆိုင်ရင်အဲ့ဒီမှာဝယ်တာကဈေးသက်တာတယ်ဆိုတော့ကြတော့မြတ်စုကသူတို့ပြောတာဟုတ်လားမဟုတ်လားဆိုတာသိရအောင်မြတ်စုသွားကြည့်ခဲ့ပါတယ်ချင်းဒါကတော့မြတ်စုပေါ့နော်ဒီမက်ကိုရောက်ပါပြီမြတ်စုတို့စီးလာတဲ့စကူတာတွေကိုလည်းပါကင်ထိုးပါတယ်ပြီးတော့ကြတော့ကားပါကင်လေးဒီမှာရှိတယ်ပေါ့နော်အိန္ဒိယမှာတခုကကြတော့သူကဘယ်စူပါမားကတ်ဖြစ်ဖြစ်ပဲ shopping center ဖြစ်လို့မဆိုပါဘူးအဲ့လိုကိုပါလာတဲ့အထုပ်တွေကိုအပြင်မှာအပ်ရတယ်ပြီးလို့ရှိရင်ကြတော့အဲ့လိုဝင်ဒါကကြတော့ယောက်ျားလေးတက်တက်မိန်းကလေးတက်တက်ဝင်ရတယ်နည်းနည်းတော့ပေါ့နော်နည်းနည်းတော့ strip ဖြစ်တာပေါ့နော်သူတို့ကလေဒါကတော့ဝင်ရတဲ့ entry အပေါက်ပါမျက်စုကတော့တငယ်ချင်းတွေကိုခဏဆောင်နေရပါမြစ်စုပထမဆုံးတွေ့တာကတော့ပဲတွေထားတာတဲ့တမ်းပေါ့နော်အိန္ဒိယနိုင်ငံကလည်းပဲစားရတဲ့နိုင်ငံဆိုတော့ကြတော့သူကပဲမျိုးစုံကိုတော့ဒီမှာတော်တော်စုံလင်ခင်းမိတာပဲပေါ့နော်လူတွေကလည်းတော်တော်ကိုကြိတ်ကြိတ်တိုးနေပါတယ်ဒါကကြတော့ပဲမျိုးစုံပေါ့နော်ပြီးတော့ကြတော့ပဲတွေကလည်းတကီကြီးကိုမှရူပီ90 80 90အဲ့ဝင်းကျင်ပဲဆိုတော့ကြတော့တော်တော်လေးကိုတန်ပါတယ်ဒါကကြတော့နေကြ0ဖယုံ0ပါတော့ပေါ့နော်အဲ့ဒါကြီးလည်းဈေးကတော့စိုးတော့မစိုးပေါ့နော်သူဟာနဲ့သူကတော့တန်ပါတယ်ချင်းမြစ်စုသွားရရကပိတ်ရက်ဆိုတော့ကြတော့ဒီဘက်ထဲမှာလူတော့တော်တော်များတယ်ပေါ့နော်ဒါကကြမဆလာတန်းဖြစ်ပါတယ်မဆလာကတော့သူကအမျိုးစုံရှိပါတယ်တော်တော်လေးစုံရတယ်ပေါ့နော်ပြီးတော့ကြတော့ငရုတ်ကျန်းမှုတွေပါလည်းရှိပါတယ်ဒါပေမဲ့ဒီငရုတ်ကျန်းမှုကကြတော့မြတ်စွာမြန်မာနိုင်ငံကငရုတ်ကျန်းမှုလောက်တော့မကြိုက်ဘူးပေါ့နော်သူကဆက်တော့ဆက်ပါတယ်ပြီးတော့ကြတော့အဲ့ဒီအမှုန့်တွေပေါ့နော်ဟင်းချက်ရမှာတုံးတဲ့အမှုန့်တွေကတော့အဆုံးရှိပါတယ်ဈေးလည်းတန်ပါတယ်ပေါ့နော်တော်တော်များများနန်းမုတ်တွေပါတမ်မရင်းနေပြီးတော့ကျွန်မအရောက်လည်းမအဆုံးလေးရှိတယ်ဒီမှာလေ different types of seafood ကကြတော့အဲ့ဒီဟင်းနေတဲ့ချက်တဲ့ဟာတွေပေါ့နော်တော်ဆုံးပါတယ်ဒါကကြတော့မြစုတို့ဓာတ်ပေါက်ချက်လို့ရှင်သုံးတဲ့အစိစံနေပါတော်တော်လေးဈေးချိုပါတယ်ဒါကကြတော့သူကစီကိုမှပေါ့နော်အမျိုးအစားတော်တော်အစုံစုံလင်ထားပေးထားရပေါ့နော်ကိုကြိုက်တာလည်းကိုရွေးဝယ်လို့ရပါတယ်ဒါကမြစုကတော့ဂီးပေါ့နော်သူတို့အိန္ဒိယတွေတော်တော်များများတော့ဒီဟာဂီးကိုတော်တော်သုံးကြပါတယ်ချင်းဈေးကြီးပြင်မဲ့လို့ပေါ့နော်ပြီးတော့ကြတော့ဒီဗကန်ဆေးတဲ့စက်ပြာတောင်းရောက်သွားပါတယ်ဗကန်ဆေးတဲ့စက်ပြာတွေကလည်းဈေးတော်တော်ရှိုးပါတယ်ရှင်မြတ်စုလည်းယူခဲ့ပါသေးတယ်တော်တော်လေးကိုလည်းဈေးတက်ပါတယ်ပေါ့နော်အခုကြည့်ရတဲ့လောက်ကတော့ကျောင်းကတငယ်ချင်းတွေတချို့နေတာမှတွေ့ခဲ့ပါသေးတယ်ရှင်ဒါကကြတော့ခွက်တွေပေါ့နော်ဒီလက်ဖေးတောက်တဲ့ခွက်ကော်ဖီတောက်တဲ့ခွက်ပေါ့နော်ခွက်လေးတွေအစုံရှိပါတယ်ဈေးလေးတွေကလည်းအမျိုးမျိုးပါပဲဒါပေမဲ့တန်ပါတယ်လို့တော့မြတ်စုကတော့ထင်ပါတယ်မြတ်စုအထင်ပေါ့နော်အဲ့ခွက်လေးဆိုရင်လေမြတ်စုချစ်လို့ပေါ့နော်အဲ့အေးတောက်ဖို့ဆိုပြီးတော့အဲ့ဒီခွက်အနီလေးတစ်လုံးလည်းဝယ်ခဲ့ပါသေးတယ်ရှင်ဈေးလေးကလည်း89ဆိုတော့ဘယ်လောက်မှမရှိဘူးပေါ့နော်2800 3000လောက်ပဲရှိပါတယ်ရှင်လူတော်တော်များများလည်းဒီကိုဈေးလာဝယ်ကြတယ်ဒါပေမဲ့လည်းအပစ္စည်းတွေကိုပေါ့နော်သူ့နေရာနဲ့သူထားပေးထားတယ်ဆိုတော့ကြာတော့လေဈေးဝယ်ရလည်းအဆင်ပြေပါတယ်မသိရင်လည်းအဲ့လိုမျိုးမေးလို့ရတယ်ပေါ့နော်ကိုလိုချင်တာကိုပြောပြီးတော့သူတို့လမ်းပြပေးပါတယ်ရှင်ရတန်းကြတော့ဒီပေါ့နော်လိုက်ကာတွေနဲ့ခေါင်းအုံးစုတွေပြီးတော့ကြတော့ဒီခြေတုပ်ခုံတွေပေါ့နော်အဲ့လိုမျိုးတွေပါထားတဲ့အတန်းမှာစောင်းနေထားတဲ့အတန်းမှာတော်တော်လေးကိုစုံနေပေါ့နော်ဒါလေးကကြတော့လေဒီလိုမျက်စုံမျက်နှာတွေပဲနည်းနည်းခီးသွားရမှသုံးတယ်ပေါ့နော် PC လေးပေါ့အဲ့ဒါလေးကိုရူပီ20ဆိုမှမြန်မာငွေ800လောက်ပဲရှိပါတယ်ရှင်တန်တယ်ပေါ့နော်မျက်စုကတော့လေတော်လေးတန်တယ်ထင်ပါတယ်ဒါကတော့ဟွာရေးတရားရေးရှောက်ရွေးနေရပါအဲ့ဒါပြီးတော့မျက်စုပကံပြားတွေကိုတစ်ချက်သွားကြည့်ရပေါ့နော်သူကနဲ့သူလေးတွေတော့ဈေးလေးတွေကတော့မစိုးပါဘူးပြီးတော့ကြတော့ဒီလိုမျိုးအိုးလေးတွေလည်းအဆုံးရှိပါတယ်ပွာတာလောက်တဲ့အိုးတွေရောပါတော့အိုးကတော့လေအပြားတွေရောအလုံးတွေရောတွေ့ခဲ့ပါတယ်တော်တော်လေးစုံပါတယ်ပြီးတော့ကြတော့ပေါ့နော်သူတို့ကအမှရေးထားတာပေါ့နော် normal price ကဘယ်လောက်ပြီးဒီ map price ကဘယ်လောက်ဆိုပြီးတော့သူတို့အဲ့လိုမျိုးရေးရပေါ့နော်ဈေးဘယ်လောက်လျှော့ထားရဲဆိုပြီးတော့ပေါ့နော်
ဘာဖြစ်လို့ဒီမက်မှာလူတွေအများများနေရလဲဆိုတဲ့အကြောင်းပြချက်ကိုမြစ်စုနောက်ဆုံးတော့သိသွားပါပြီ။သူကဘာဖြစ်လို့လဲဆိုတော့ကြတော့ဒီမက်မှာပေါ့နော်ကိုလိုချင်တဲ့ပစ္စည်းမှန်သမျှကိုတနေရာထဲမှာပဲတစုတစည်းနဲ့တခါတည်းဝယ်လို့ရတယ်ပြီးတော့ဈေးကလည်းအပြင်အထက်ပို့ပြီးတော့တက်တာပဲပေါ့နော်။ကိုဘာလို့အဲ့ဒီမှာတော်တော်များများစုံစုံလေးရှိရပေါ့နော်အကြောင်းမလို့ပါဒါလေးတွေကတော့ handmade လေးတွေပါအရန်လေးချစ်ဖို့ကောင်းပါတယ်ကလစ်လေးတွေတော်တော်လှတယ်ပေါ့နော်မျက်စိလည်းဝယ်ခဲ့ပါသေးတယ်ချင်းအိန္ဒိယနိုင်ငံကနှုတ်ထွက်ပစ္စည်းပေါ်များတဲ့နိုင်ငံဖြစ်တာကြောင့်ပေါ့နော်အခုမျက်စိတို့တွေ့နေရတဲ့အတိုင်းပဲဒီမက်မှာလည်းနှုတ်ထွက်ပစ္စည်းနဲ့ပတ်သက်တဲ့ product တွေကိုတခါတည်းပေါ့နော်သူစုံစုံလေးထားပေးထားပါတယ်ချင်းဈေးဝယ်ရလည်းလွယ်ပါတယ် cheese dough butter တို့ဆိုရင်လည်းဈေးတော်တန်ပါတယ်ဒီမှာဝယ်ပြီးတော့စားရတာလေးပို့ပြီးတော့လေမြန်မာနိုင်ငံတက်ဆိုင်ပေါ့နော်ဂျာကတော့မျက်စုလျှက်စစ်ပစ္စည်းတမ်းဘက်ကိုသွားကြည့်တာပါအဲ့ဒီမှာပိုင်ကားတွေပါညာပြီးလို့ရှင်ဒီလျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာရယ်ဆိုလဲဈေးတက်ပါတယ်မီးဘူးတွေပါတယ်ဆိုရင်လေသူက300လောက်ပဲရှိတယ်300အမျိုးအစားတော့အမျိုးအစားအများများတော့ရှိတာပေါ့နော်300ဆိုမှမြန်မာငွေ12000 1000ခွဲအဲ့လောက်ပဲရှိပါတယ်ရှင်ဈေးတက်တော့တက်ပါတယ်ဒီစိတ်ကိမှာသူတို့ product တစ်ပေါက်ထပ်ပြီးစတက်ပြီးတော့ဒီနေ့မရှိစီပါဘူးဒီဆိုရင်တော့အစားလေးစနေကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်အင်းနဲ့ပတ်သက်တဲ့ blog တွေလည်းထပ်ပြီးတော့တင်ပြဖို့ရှိတာမို့လို့မြစုရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်အားလုံးပဲတာရှမ်းပြည်နယ်နေ့လေးကိုပိုင်ဆိုင်နေကြပါစေရှင်